ကျွန်တော်ရဲ့ app လေးတွေအသုံးပြုပုံကိုရှင်းပြခြင်းလို့ပါဒီ original SRT ဆိုတာမျိုးอ่ะပေါ့เนาะကျွန်တော်တို့ဒီဘယ်လိုသုံးလို့ရလဲဆိုတော့ကျွန်တော်တို့ဒီမှာ movie အရှည်တွေ translate ပြန်တဲ့အခါမှာဘာသာပြန်တဲ့အခါမှာကျွန်တော်တို့သူကတော့ ဓာတ်ရိုက်ပေါ်မဟုတ်ဘူးเนาะသူ original ဆိုတာကကျွန်တော်တရုတ်ဆိုလို့ရှိရင်တရုတ်ဒီကိုရီးယားဆိုကိုရီးယားပေါ့เนาะသူအဲ့ဒါကိုအရင်ဆုံးထုတ်ပေးလိုက်တာ SRT အရင်ထုတ်တာထုတ်ပြီးတော့မှအဲ့ဒါထုတ်ဖို့အတွက်ဆိုရင်ကျွန်တော်ဒီမှာပေါ့เนาะဒီ25 file size ကတော့25 MB ပဲကျွန်တော်ရနိုင်တယ်ပေါ့เนาะရတဲ့အတွက်ကိုကျွန်တော် audio နဲ့ထုတ်လို့ရှိရင်အနည်းဆုံးကျွန်တော်ဒီ MP3 ဆိုရင်တော့ပိုရမယ်ထင်တယ်ကျွန်တော်က M4A နဲ့ထုတ်တဲ့ခါမှာဒီ12မိနစ်လောက်ထိကိုကောင်းကောင်းရတယ်ပေါ့နော်ဒီကားဆိုတော့အရှိကိုကျွန်တော်တခါလေးလုံးလို့ရတယ်ဒီမှာလိုအပ်ချက်ဆိုကျွန်တော်ဒီမှာ console ဆိုတဲ့ဒီ quiz API ကလေးတော့ယူရတယ်ယူရင်လည်းဒီထဲမှာဝင်ပြီးတော့နှိပ်ပြီးတော့ဝင်ယူလိုက်အောင်ပဲနော်ဒါလည်းအရင်မခတ်ဘူးကျွန်တော်လုံးတဲ့နည်းနဲ့တင်ပေးထားတယ်အဲ့ရတဲ့ SRT ကိုကျွန်တော်တို့ဒီမြန်မာဘာသာပြန်ပေါ့နော်ဒီမှာဒီမြန်မာဘာသာပြန် SRT ထဲမှာထည့်ပေးလိုက်မှာဖွင့်ပြီးတော့မှအဲ့ SRT file လေးကိုထည့်ပေးလိုက်တာ ਨੇ ဒီမှာကျွန်တော်ပြန်ပြီးတယ်ပေါ့နော်ဒါကမြန်မာဘာသာပြန်ရတဲ့ဟာကိုကျွန်တော် VM မှာဖြစ်စေ KK မှာဖြစ်စေ InShot မှာပဲဖြစ်စေကျွန်တော်တင်ပြီးတော့မှကျွန်တော်ဝင်ပြီးတော့မှကျွန်တော်သုံးလို့ရတယ်ပေါ့နော်ဒီဘာသာပြန်တွေထည့်လို့ရတယ်ဒါ12မိနစ်လောက်ထိကိုရတယ်ပေါ့နော်အများကြီးတော့ကျွန်တော်မရသေးဘူးအဲ့လောက်ထိတော့ကျွန်တော်ရတယ် MP3 ဆိုရင်တော့ကျွန်တော်မသိဘူးပေါ့နော် MP3 ကကျွန်တော်ဖုန်းမှာ iPhone မှာလုံးမရလို့ပေါ့နော်ပြီးတော့ကျွန်တော်ဒီမှာ TTS လေးလည်းကျွန်တော်လုပ်ပေးထားတယ်ကျွန်တော်ရဲ့ဒီ TTL လေးရမှာဘယ်လိုသုံးလို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့မှာ character တွေပေါ့နော်ကျွန်တော်ဇက်တိုက်ပေါ့နော် consistently ကျွန်တော်တို့စကားပြောခန်းမတူတဲ့ဟာလေးကိုကျွန်တော်ဇက်တိုက်ထုတ်သွားလို့ရအောင်လို့ကျွန်တော်လုပ်ပေးထားတယ်နော်ဒီမှာဆိုလို့ရှိရင်ဒီမှာစာသားလေးတွေကတော့ကျွန်တော် limit တွေပါတော့လုံးမထားဘူးဒါပေမဲ့အများကြီးသုံးညင်တော့လဲကျွန်တော်ဖြတ်ပြီးတော့ပေါ့နော်ကြီးပြားဆိုကြီးပြားကြီးပဲကိုကျွန်တော်တပိုင်းမကန်ပြီးဖြတ်လို့ရှိရင်တခါလေးထုတ်လို့ရတယ်နော်အရှိကြီးထုတ်လို့ရတယ်ပေါ့နော်ဒါဆိုတော့အဆင်ပြေတယ်ဒါမှမဟုတ် character ပြောင်းပြီးတော့မှကျွန်တော်ဒီမှာအောင်ပြောခန်းလေးအဲ့လိုမျိုးလေးလုပ်ရအောင်ဆိုကျွန်တော်ဒီမှာ cinematic မှုလေးပါကျွန်တော်ထည့်ပေးထားပါပေါ့နော် solo မှုကတော့ကိစ္စမရှိဘူးတယောက်ချင်းစီထုတ်တာတော့ကိစ္စမရှိဘူးပေါ့နော်ထုတ်လို့ရတယ်နော်ဒါလေးဒီလိုလေးသုံးရအောင်လို့ကျွန်တော်လုပ်ပေးထားတာပေါ့နော်ဒီမှာဆိုတော့ character အကျဉ်းလေးကိုကျွန်တော်ဒီမှာအားလုံး6ယောက်ပေါ့နော်9 4 6ဟုတ်တယ်6ယောက်ကျွန်တော်လုပ်ပေးထားတယ်ပေါ့နော်โอเคဒါလေး3ယောက်အောင်ကျွန်တော်လုပ်ပေးထားပါပြီးတော့ဒီမှာနောက်ဆုံးဆိုလို့ရှိရင်ကျွန်တော်ဒါ movie request တွေသုံးတဲ့သူတွေအတွက်ကိုဒီဘာသာပြန် SRT ကိုပေါ့ကျွန်တော်ဒီမှာဆိုတစ်ခါတိုက်ရိုက်ထည့်လို့ရတယ်ဒီ app လေးကတော့ကျွန်တော်ဒီ movie request သမားတွေသုံးလို့ရတယ်ပြီးတော့ဘာသာပြန်တွေအတွက်ပါကျွန်တော်သုံးလို့ရအောင်လို့ SRT file မှာထုတ်လို့ရအောင်လို့ကျွန်တော်လုပ်ပေးထားတယ်ပေါ့နော်ဒီထဲမှာဆိုရင်ကျွန်တော်ဒီမှာလေး story script ကျွန်တော်ရေးပေးတယ် transcript ကျွန်တော်ရေးပေးတယ်ပေါ့နော် story telling ပြောတာလေးရေးပေးတယ်ပြီးအတန်မှာကျွန်တော်တခါထုတ်လို့ရအောင်လို့ကျွန်တော်လုပ်ပေးထားတယ်ပေါ့နော်ဒီ app လေးမှာတခါလေး on on ကျွန်တော်သုံးလို့ရအောင်လို့ဒီ app လေးလုပ်ပေးထားတယ်ဘာသာပြန်ဆိုလို့ရှိရင်လည်းကျွန်တော်အင်္ဂလိပ်စာရမယ်ကိုရီးယားရမယ်ပေါ့နော်ဒါလေးကျွန်တော်ဘာသာပြန်ခိုင်းလို့ရတယ်ပေါ့နော်ဒါလေးကိုကျွန်တော်လုပ်ပေးထားတယ်ဒီမှာအတန်ဆိုလဲကျွန်တော်ဒီမှာ2 4 5ယောက်ပေါ့နော်ကျွန်တော်ထုတ်ပေးထားတယ်ထပ်ပြီးတော့မှဒီ update ကျွန်တော်ထပ်ပြီးတော့လုပ်နေပါတယ်ပေါ့နော်ကျွန်တော် app လေးကိုအသုံးပြုခြင်းနဲ့ဆိုလို့ရှိရင်စိတ်ကြိုက်လာပြီးတော့မှသုံးကြည့်လို့ရပါတယ်စမ်းကြည့်လို့ရပါတယ်ကျွန်တော် free pay သုံးထားပါတယ်ဗျာအမေသူမဆိုလာသုံးလို့ရပါတယ်ဗျာနော်